မင်းကလေးကအယုတ်ကိုပြင်းပြင်းထန်ထန်လက်နဲ့ရိုက်လိုက်တဲ့အချိန် CEO ရဲ့ပါမှာချက်ချင်းနာကျင်မှုကိုခံစားလိုက်ရပါတယ်ဒီအဖြစ်ပြက်ကြောင့်မင်းကလေးအံ့ဩသွားပြီးအယုတ်ရဲ့လက်ကိုစုပ်ကင်ကခန္ဓာကိုယ်ကိုနည်းနည်းလှည့်လိုက်ပါတယ်မမျှော်လင့်ပဲ CEO လည်းအယုတ်လှည့်တယ်လို့ပဲခန္ဓာကိုယ်ကလှည့်သွားပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးကဒီအယုတ်နဲ့ CEO ကိုထိန်းချုပ်နိုင်တယ်ဆိုတာကိုနားလည်သွားပါတယ် CEO ကအယုတ်ကိုဆွဲယူလိုက်ပါတယ်မင်းကလေးကအယုတ်ဟာသူ့ကိုယ်ပိုင်ပစ္စည်းဖြစ်တယ်လို့ဆိုပြီးပြန်ယူဖို့ကြိုးစားရာကမတော်တဆချော်လဲပြီး CEO ရဲ့ကိုယ်ပေါ်ကိုတိုက်ရိုက်လဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲ CEO ရဲ့မိခင်ရုတ်တရက်ပေါ်လာပါတယ်မိခင်ရဲ့အတိတ်ပဲပြည့်အကြည့်ကိုမြင်ပြီး CEO ကအယုတ်ကိုမင်းကလေးစီပြန်ပေးလိုက်ပြီးသူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုမဝင်ရောက်ဆွတ်ဖက်ဖို့ပြောပါတယ်မင်းကလေးလည်းသူတို့နှစ်ယောက်ဟာဝန်ထမ်းနဲ့တထေးဆက်ဆံရေးတာဖြစ်တယ်လို့မြန်မြန်ရှင်းပြလိုက်ပါတယ်ဒါပေမဲ့အယုတ်နဲ့သူ့ကိုကစားတယ်လို့လုပ်ခဲ့တဲ့အတွက်အပြစ်ပေးမယ်ဆိုပြီး CEO ကမင်းကလေးရဲ့လစာတဝက်ကိုဖျက်မယ်လို့ပြောပါတယ်ဒီအတွက်မင်းကလေးအရန်ဒေါသထွက်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါမင်းကလေးက CEO ကိုပြန်လက်စားချေဖို့စီစဉ်လိုက်ပါတယ်သူမကအယုတ်ကိုအိမ်အကူဝတ်စုံပြောင်းလဲဝတ်ဆင်စေပါတယ်အဲ့ဒီအချိန်မှာပဲ CEO လည်းအိမ်ပြန်ရောက်လာပါတယ်အိမ်လုပ်သမားတွေက CEO ဝတ်ထားတဲ့အဝတ်စားကိုမြင်ပြီးအံ့အားသင့်သွားကြပါတယ် CEO လည်းမင်းကလေးကအယုတ်နဲ့ထပ်ပြီးသူ့ကိုကစားနေတာဆိုတာချက်ချင်းနားလည်သွားပါတယ်နောက်တနေ့မနက်စောစော CEO ကမင်းကလေးကိုတိုက်ရိုက်လာတွေ့ပြီးအယုတ်ကိုဝယ်ဖို့ဒေါ်လာ1000ပေးမယ်လို့ကမ်းလှမ်းပါတယ်မင်းကလေးကချက်ချင်းပဲညှင်းဆိုလိုက်ပါတယ် CEO ကငွေနေလို့ထင်ပြီးဘဏ်ကတ်တွေကိုထုတ်ပြကစုစုပေါင်းဒေါ်လာ100 တန်းအထိပေးမယ်လို့ပြောပါတယ်မင်းကလေးစိတ်လှုပ်ရှားပေမဲ့အယုတ်ကိုရောင်းဖို့မသဘောတူပါဘူးနောက်ဆုံးမှာ CEO ကမင်းကလေးကိုကိုယ်ပိုင်တွင်းရမှုဖြစ်ခန့်အပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လစာ2ဆရမယ်လို့ကြားတဲ့အခါမင်းကလေးကဝမ်းသာစွာလက်ခံလိုက်ပါတယ်ဒါပေမဲ့ CEO ကမစိတ်ချသေးလို့အယုတ်နီးမှာပဲနေချင်တာကြောင့်မင်းကလေးကိုသူနဲ့တူနေဖို့ပြောပါတယ် CEO ရဲ့ပီလာကကုမ္ပဏီနဲ့အလွန်ဝေးလို့မင်းကလေးကိုစိန်ခံကားတစ်စီးပေးလိုက်ပါတယ်အဲ့ဒီနောက်မင်းကလေးကစိန်ခံကားနဲ့အလုပ်ကိုသွားလာပါတော့တယ်အလုပ်ဖော်တွေကအားကြတဲ့အကြည့်တွေနဲ့ကြီးကြပေမဲ့ချမ်းသာတဲ့မိန်းမတစ်ယောက်ကတော့မနာလိုဖြစ်သွားပါတယ်။သူမကမင်းကလေးဟာဆင်းရဲသူဖြစ်ပြီးဒီလိုစိန်ခံကားမဝယ်နိုင်ဘူးလို့ယုံကြည်ပြီးလူအများရှိမှပဲမင်းကလေးကိုရက်တန့်ကချမ်းသာတဲ့လူကြီးတစ်ယောက်ကိုဆွဲဆောင်ထားလို့ဒီကားကိုစီးနိုင်တာလို့ဆွဆွဲပါတယ်။အဲ့ဒီအချိန်မှာပဲ CEO ပေါ်လာပြီးဒီကားကိုငါပေးထားတာမင်းမှာကန့်ကွက်စရာရှိလားလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ချမ်းသာတဲ့မိန်းမငယ်ဟာစကားတစ်ခွန်းတောင်မပြောနိုင်တော့ပါဘူး။နောက်ဆုံးမှာ CEO ကမင်းကလေးရဲ့လက်ကိုစုပ်ကင်ပြီးအိမ်ကိုခေါ်သွားပါတယ်။